ကဘာရွှေကိုရေရာမတိပဲနဲ့စားလုပ်မိမယ်ဆိုရင်အရှုံးတွေများနိုင်ပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့ကဘာရွှေဈေးကွက်တိဆောက်ပုံအကျိုးမြတ်ချိတ်ဆက်ပုံနဲ့စတင်လေ့လာမဲ့သူတွေအတွက်အစဉ်စဉ်လေ့လာရမယ့်အပိုင်းတွေကိုအကြံပြုပေးသွားမှာဖြစ်ပါတယ်မြမရွှေနဲ့ကဘာရွှေဟာရွှေချင်းတူပေမဲ့လည်းဈေးကွက်ရဲ့တိဆောက်ပုံကတော်တော်လေးကိုကွဲလွဲပါတယ်ဒါကြောင့်မို့မြမရွှေတမားတွေအနေနဲ့ကဘာရွှေကိုစပြီးတော့အယောင်းဝယ်လုပ်မယ်ဆိုရင်တေချာပြင်ဆင်လေ့လာရမယ့်အပိုင်းတွေအများကြီးရှိနေပါတယ်ဈေးကွက်တိဆောက်ပုံကွဲလွဲမှုအပိုင်းမှာဆိုရင်လေမြမရွှေက physical ကိုဖြစ်ပြီးရွှေကိုအပိုင်းလိုက်အထည်လိုက်လက်ထဲကန်ပြီးတော့အယောင်းဝယ်လုပ်တဲ့ပုံစံဖြစ်ပါတယ်ဒါကြောင့်မို့ကို့မှာရှိတဲ့လောက်နဲ့သက်ဆိုင်တဲ့ရွှေပမာဏကိုဒါအယောင်းဝယ်လုပ်နိုင်မှာဖြစ်ပါတယ်ကဘာရွှေကတော့ sport ကိုပုံစံမှာရွှေကိုပစ္စည်းလိုက်ကန်ပြီးတော့ဓာတ်ရိုက်အယောင်းဝယ်လုပ်တာမဟုတ်ဘဲနဲ့ရွှေရဲ့ဈေးနှုန်းကိုကိုစားပြုတဲ့စာချုပ်ကိုကြားခံပြီးအယောင်းဝယ်လုပ်တာဖြစ်ပါတယ်။ဒါကြောင့်မို့ကဘာရွှေဝယ်ရင်ရွှေကကျွန်တော်တို့စီမရောက်လာဘဲနဲ့ကဘာရွှေဝယ်ထားကြောင်းစရင် unit တစ်ခုတာပြပေးမှာဖြစ်ပါတယ်။ဥပမာနဲ့ဒီပုံကိုကြည့်လိုက်ရအောင်။ဒီပုံမှာဆိုရင်9.0.10ဆိုပြီးတော့မြင်ရပါလိမ့်မယ်။ဒါတော့ကျွန်တော်တို့ကဘာရွှေမှာရွှေအဝယ်ဖွင့်ထားတဲ့စရင်ဖြစ်ပါတယ်။ဒီမှာမြင်ရတဲ့0.1ဆိုတာကတော့ရွှေရဲ့ပမာဏမဟုတ်ပါဘူး။ရွှေကိုကြားခံရောင်းဝယ်တဲ့စာချုပ်ရဲ့ unit ပမာဏဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့က lot size လို့ခေါ်ပါတယ်0.1 lot ဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့အောက်မှာမြင်ရတဲ့4194.4ဆိုတာကတော့ဒီရွှေကိုစပြီးတော့ဝယ်တဲ့ဈေးဖြစ်ပါတယ်။နောက်ပြီးတော့အနောက်မှာမြင်ရတဲ့ဈေးကတော့လက်ရှိရောက်နေတဲ့4199.5ခွန်ဖြစ်ပါတယ်။အောက်ဈေးမှာဝယ်ထားပြီးတော့အမြင့်ဈေးရောက်နေရမလို့ဒီ order အနေနဲ့$30မြတ်နေတာကိုလည်းဘေးမှာမြင်ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့စီရောက်လာတဲ့ကဘာရွှေအဝယ်စင်း unit တစ်ခုရဲ့ဥမာဖြစ်ပါတယ်ဒီကဘာရွှေအဝယ်ဟာအပြင်ကဘာရွှေပေါက်ဈေးအတိုင်းအရှုံးမြတ်ဖြစ်နေမှာဖြစ်ပြီးတော့ကိုကြိုက်တဲ့ဈေးတန်းမှာရောင်းထုတ်ပြီးအရှုံးမြတ်တင်လို့ရမှာလည်းဖြစ်ပါတယ်ဒီလိုရွှေဈေးနှုန်းတွေကိုအယောင်းဝယ်လုံနိုင်ဖို့အတွက်ဆိုရင်ဘဏ်တွေငွေကြေးအဖွဲ့အစည်းတွေကပံ့ပိုးပေးထားပါတယ်ဒါကြောင့်မို့မြန်မာရွှေကိုရွှေစံနဲ့ဓာတ်ရိုက်အယောင်းဝယ်လုံနိုင်ပြီးတော့ကဘာရွှေအယောင်းဝယ်မှာဆိုရင်တော့ဝန်ဆောင်မှုပေးတဲ့ငွေကြေးအဖွဲ့အစည်း broker တွေနဲ့ချိတ်ဆက်ပြီးတော့အကောင့်ဖွင့်ရတာလည်းဖြစ်ပါတယ်အကောင့်ဖွင့်တဲ့အခါကျရင်အယောင်းဝယ်လုပ်ချင်တဲ့ amount တစ်ခုကိုတင်ထားရပြီးတော့မှမြတ်ရင် amount နေရထပ်ပေါင်းသွားပြီးတော့ရှုံးရင်တော့ amount နေရနေပြီးတော့နှုတ်တော့မှာဖြစ်ပါတယ်အကယ်၍ကျွန်တော်က$1000အကောင့်ဖွင့်ထားရပဲထားပါဒီအချိန်ဒီမှာကျွန်တော်ဝယ်ထားတဲ့ရွှေအဝယ်ကလည်းဈေးကျပြီးတော့မှ$1000နီးပါးရှုံးလာတဲ့အချိန်ဒီမျိုးမှာဆိုရင်ကျွန်တော်အကောင့်ဖွင့်ထားတဲ့ broker ဘက်ကနေပြီးတော့ကျွန်တော်ဝယ်ထားတဲ့ရွှေအဝယ် order ကိုအရှုံးနဲ့ဖြုတ်ချသွားတာရှိတတ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ဖွင့်ထားတဲ့ amount ထက်ကျွန်တော်ရှုံးနေတဲ့ပမာဏကပိုပြီးတော့ကျော်လွှားမှာမဖြစ်အောင် broker တွေဘက်ကနေပြီးတော့မှ automatically ဖြုတ်ချပေးရတာဖြစ်ပါတယ်။ဒီလိုဖြုတ်ချရတာကိုလည်းကျွန်တော်ကဘာရွှေမှာဆိုရင် AutoCAD အကောင့်ပြတ်တယ်လို့ခေါ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့ဒီရဲ့အကောင့်တွေဘာတွေကပြတ်ရတာလဲဆိုတဲ့အပိုင်းကိုနောက်အပိုင်းမှာကျွန်တော်အသေးစိတ်ပြန်ပြီးတော့ချဲ့ပြီးရှင်းပြဖို့ရှိပါတယ်။ကဘာရွှေရဲ့အကျိုးမြတ်သွားတဲ့ပုံစံကအယောင်းဝယ်လုပ်တဲ့ပမာဏပေါ်မူတည်ပါတယ်အရှိကကျွန်တော်ပြောခဲ့တယ်လို့ကဘာရွှေဟာဈေးနှုန်းစာချုပ်တွေကိုအတိကအယောင်းဝယ်လုပ်ပြီးဒီလိုအယောင်းဝယ်လုပ်တဲ့ပမာဏကို lot size ဆိုတဲ့ unit နဲ့သတ်မှတ်ပါတယ်ဒီမှာနားလည်ရမှာက lot size ကို0.01 lot ကနေပြီးတော့20 lot အထိကိုကြိုက်တယ်လို့အတိုး short လုပ်ပြီးတော့မှအယောင်းဝယ်လုပ်နိုင်မှာဖြစ်ပါတယ်ကဘာရွှေမှာ0.01 lot အယောင်းဝယ်လုပ်တဲ့ပမာဏကအပြင်မှာကဘာရွှေတအောင်စဝယ်တိုင်းတွားပြီးတော့တူပါတယ်ဒီချိန်နေမှာဆိုရင်ကျွန်တော်ရွှေဈေး$1အပြောင်းလဲက$1ပဲအရှုံးမြတ်ဖြစ်စီမှာဖြစ်ပါတယ်အကယ်၍0.1 lot ဝယ်ခဲ့တယ်ဆိုရင်အပြင်မှာရွှေဈေး10အောင်စကိုင်နဲ့တွားတူပါတယ်ဒါကြောင့်မလို့ကဘာရွှေ$အပြောင်းလဲဖြစ်တာကဒီအဝယ်မှာဆိုရင်$10အထိအရှုံးမြတ်ဖြစ်စီမှာဖြစ်ပါတယ်အကယ်၍ဒါကျွန်တော်ကဘာရွှေကို1 lot ထိဝယ်ခဲ့မယ်ဆိုရင်ဒီဟာကအပြင်ဈေးကွက်မှာ100အောင်စဝယ်ရတဲ့သဘောတရားတူပြီးတော့ဒီအချိန်ဒီမှာဆိုရင်ရွှေဈေး$အပြောင်းလဲဖြစ်တာကဒီအဝယ်အတွက်ဆိုရင်$100အရှုံးမြတ်ဖြစ်စီမှာဖြစ်ပါတယ်မြန်မာရွှေမှာဆိုရင်$1000ရှိရင်1000ဘိုးပဲရွှေဝယ်ခွင့်ရှိပေမဲ့ကဘာရွှေမှာဆိုရင်တော့ leverage 1:100 1:900 စသည်ဖြင့်ချိန်ကားရောင်းဝယ်ခွင့်ပြုထားပါတယ်ဒါကြောင့်မလို့ leverage 1:100 နဲ့ဆိုရင်$1000အကောင့်ဖွင့်ထားလဲ$1,000ဘိုးထိကိုစတိုးပြီးတော့ဝယ်ယူခွင့်ပြုထားတဲ့သဘောဖြစ်ပြီးတော့ leverage 1:900 မှာဆိုရင်တော့$1,000အကောင့်ဖွင့်ထားလဲ$5,000ဘိုးထိဝယ်ယူခွင့်ပြုထားတဲ့သဘောဖြစ်ပါတယ်
ဒါကြောင့်မို့ကမ္ဘာရွှေမှာဒေါ်လာ1000အကောင့်ဖွင့်ပြီးတော့မှ1လော့ရွှေ1အောင်စဖို့ဝယ်လို့ရပါတယ်အကျိုးဆက်အနေနဲ့တော့ကျွန်တော်အကျိုးမြတ်စတိုးပြီးတော့မြတ်နိုင်တယ်လို့ပဲရှုံးပြီဆိုလေစတိုးပြီးတော့ရှုံးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ leverage ကကမ္ဘာရွှေမှာမတုံးတက်ရင်အတွားနှစ်ဖက်ပါတဲ့ဓာတ်လိုပဲအန်တရယ်များပါတယ်ကမ္ဘာရွှေမှာအကောင့်ပြတဲ့အထိရှုံးတာတွေအားလုံးနှီးပါကဒီရဲ့ leverage ကိုချိန်ပြီးမတုံးတက်လို့ဖြစ်ပါတယ်ဒီမှာတိထားရမှာကကျွန်တော်ကမ္ဘာရွှေကိုအယောင်းဝယ်လုပ်တဲ့အခါကျရင်ကိုဖွင့်ထားတဲ့အမောင်းနဲ့ကိုက်တဲ့ပမာဏကိုပဲအယောင်းဝယ်ချိန်ပြီးတော့လုံနိုင်ဖို့လိုပါတယ်အကယ်၍အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကစတိုးရောင်းဝယ်ခွင့်ရှိရဆိုပြီးတော့အများကြီးတိုးပြီးတော့ဝယ်မိတယ်ဆိုရင်ဒီမှာဖြစ်တဲ့အရှုံးအမြတ်ကကျွန်တော်အကောင့်ကခံရတာဖြစ်တာမလို့ပေါ့နော်အကောင့်ပမာဏကနည်းနေတယ်ဆိုရင်တော့အကောင့်ကခဏလေးပြတ်သားတွေအကောင့်ခံနိုင်အားနည်းတာတွေကိုကြုံတတ်ပါတယ်ဒီလိုကမ္ဘာရွှေမြန်မာရွှေအကျိုးမြတ်သွားတဲ့ပုံစံကွာခြားချက်အရန်ကြီးများတာမလို့ကမ္ဘာရွှေအယောင်းဝယ်လုပ်တဲ့အခါကျရင်ဈေးတက်မယ်ဈေးကျမယ်တိယုံနဲ့အယောင်းဝယ်လုပ်ဖို့မလုံလောက်ပါဘူးအဲ့တော့ဘာတွေထပ်ပြီးတော့တိဖို့လို့လဲဆိုရင်ဘယ်ဈေးတန်းမှာအယောင်းဝယ်လုပ်ရင်အန်တရယ်နည်းမလဲအကယ်ရှုံးခဲ့တယ်ဆိုရင်ရောအရှုံးနည်းအောင်ဘယ်လိုမျိုးစီမံထားမလဲအရှုံးခံနိုင်တဲ့အမောင့်ကိုချိန်ပြီးတော့မှအယောင်းဝယ်တွေဘယ်လိုဖွင့်မလဲစားတဲ့ကျွန်တော် risk ကို management လုပ်တဲ့အပိုင်းတွေtrading strategy အပိုင်းတွေ trading plan တွေကိုတေချာပြင်ဆင်ပြီးတော့အယောင်းဝယ်လုပ်တတ်ဖို့လိုပါတယ်ကမ္ဘာရွှေကိုစပြီးတော့လေ့လာမယ်ဆိုရင်အဆင့်3ဆင့်နဲ့လေ့လာတင်ပါတယ်ပထမအဆင့်ကတော့အခြေခံအုတ်မြစ်အပိုင်းဖြစ်ပါတယ်ဒါတော့လေ့လာမဲ့သူတွေဒီရဲ့ကမ္ဘာရွှေဈေးကွက်ကကိုယ်နဲ့ကိုက်မကိုက်ချိန်ရှင်တဲ့သူတွေအတွက်မဖြစ်မနေလေ့လာရမယ့်အပိုင်းဖြစ်ပါတယ်အဲ့တော့ဒီဘိုင်းမှာဆိုရင်ဘယ်အပိုင်းတွေကျွန်တော်တို့ကလေ့လာတင်လဲဆိုတော့ကမ္ဘာရွှေဈေးကွက်ရဲ့တိစောက်ပုံတွေအခေါ်အဝေါ်တွေအလုပ်တဲ့ပုံစံတွေအပြင်ကို broker အမျိုးအစားတွေခွဲပုံတွေပြီးရင် trading platform တွေဘယ်လိုတုံးရမလဲနောက်ပြီးတော့ကျွန်တော် demo account လို့ခေါ်တဲ့လေ့ကျင့်ရောင်းဝယ်ရေး account နဲ့ဘယ်လိုမျိုးအယောင်းဝယ်လုပ်ပြီးတော့လေ့ကျင့်လို့ရမလဲပြီးအယောင်းဝယ်ဖွင့်ပုံတွေပိတ်ပုံတွေအပြင်ကိုဒီအယောင်းဝယ်တွေမှာကျွန်တော်ထက်တိုးပြီးတော့တုံးလို့ရတယ် TP လို့ခေါ်တဲ့အမြတ်ယူမဲ့နေရာတွေ SL လို့ခေါ်တဲ့အရှုံးခံမဲ့နေရာတွေကိုဘယ်လိုမျိုးထားရမလဲဒါတွေပါကျွန်တော်တိဖို့လိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့က pending order လို့ခေါ်တဲ့ဈေးကွက်ထဲမှာကြိုပြီးတော့မှအယောင်းဝယ်ဖွင့်ပုံတွေပိတ်ပုံတွေအကျိုးမြတ်တွက်ချက်တဲ့ပုံစံတွေပြီးကြရင်ကိုဖွင့်တဲ့အကောင့်ကိုဘယ်လိုမျိုးစီမံခန့်ခွဲရမလဲအပိုင်းတွေကိုတေချာလေးလေ့လာတက်ပါတယ်ဒါအပြင်ကျွန်တော်ဈေးကွက်ကိုတုံးတက်တဲ့အပိုင်းမှာဆိုရင်လေtechnical analysis လို့ခေါ်တဲ့ဈေးကွက်ဇယားကြည့်ပုံတွေဈေးကွက်ဇယားပေါ်လိုက်ပြီးတော့မှကျွန်တော်ကဈေးကွက်မှာဘယ်နားမှာဝယ်လိုရရှိလဲရောင်းလိုရရှိလဲစားတဲ့ support resistance ဆွဲပုံတွေပြီးကြရင်ကျွန်တော်ကတည်င်းပိုင်းမှာဆိုရင်လေ fundamental data လို့ခေါ်တဲ့နိုင်ငံတွေကထုတ်ပြန်တဲ့စီးပွားရေး data တွေကိုဘယ်လိုမျိုးကြည့်ရမလဲဒီအပိုင်းတွေကိုကျွန်တော်ကကောင်းကောင်းလေးလေ့လာတင်ပါတယ်ဒါကတော့ကျွန်တော်အခြေခံလေ့လာတင်တဲ့အပိုင်းတွေဖြစ်ပြီးတော့ဒီအပိုင်းတွေတည်ထားမယ်ဆိုရင်ကမ္ဘာရွှေဈေးကွက်မှာအယောင်းဝယ်အဖွင့်ပိတ်လုပ်ပုံနဲ့ဈေးကွက်အခြေအနေကိုကောင်းကောင်းလေးနားလည်တော့မှာဖြစ်ပါတယ်နောက်ပြီးတော့ဒီအဆင့်မှာကျွန်တော်ကလေ့လာထားပြီးရင်တော့ကမ္ဘာရွှေကကိုတက်စီးပွားရေးတစ်ခုအနေနဲ့လုတ်တင်မလုတ်တင်ဆိုတော့ကိုလည်းပြန်ပြီးတော့ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ကဒုတိယအဆင့်မှာဆိုရင်တော့အယောင်းဝယ်လုပ်ဖို့အတွက်ပြင်ဆင်ရတဲ့အပိုင်းပေါ့နော်အဆင့်မြင့်အပိုင်းဖြစ်ပါတယ်ဒီအဆင့်မှာဆိုရင်တော့ကမ္ဘာရွှေကိုစီးပွားရေးတစ်ခုလိုမျိုးလုံးမဲ့လူတွေအတွက်မဖြစ်မနေတည်ရမယ့်အပိုင်းတွေဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က account management လို့ခေါ်တဲ့ကိုယ့်ရဲ့ account ကိုစီမံခန့်ခွဲတဲ့ပုံစံအဆင့်မြင့်ဟာတည်ဖို့လိုတယ်နောက်ပြီးတော့ risk management ပေါ့နော်ကိုကအယောင်းဝယ်တစ်ခုလုပ်မယ်ဆိုရင်ဒီအယောင်းဝယ်ကိုကိုကဘယ်လောက်ပဲရှုံးအောင်စီမံမလဲပေါ့နော်မြက်တယ်ဆိုရင်ဘယ်လိုမျိုးစတိုးကြီးမြတ်အောင်စီမံမလဲဒီအပိုင်းတွေကိုလည်းကျွန်တော်တို့ကတေချာလေးတွက်ချက်ပြီးတော့မှစီမံနိုင်အောင်ပြင်ဆင်ဖို့လိုတယ်အယောင်းဝယ်မှာအရှုံးနဲ့အောင်ပြင်ဆင်ပြီးသွားပြီဆိုရင်ကျွန်တော်မြက်တဲ့ခါကျရင်လေအမြက်အများကြီးရအောင်စွန့်စားမှုနည်းနည်းနဲ့အမြက်အများကြီးရအောင် risk to reward ချိန်တဲ့ပုံစံတွေကိုလည်းကောင်းကောင်းလေးနားလည်ထားဖို့လိုပါလိမ့်မယ်နောက်ပြီးတော့ trading strategy တစ်ခုလည်းကောင်းကောင်းလေးနားလည်ထားဖို့လိုပါတယ်အဲ့တော့ trading strategy ဆိုတာကတော့အယောင်းဝယ်နီးစနစ်လို့ပြောလို့ရပြီးတော့မှဘယ်ဈေးတန်းဘယ်လိုမျိုးချိန်တွေမှာဘယ်လိုဝယ်မလဲဘယ်နားမှာအမြတ်ပိုင်းမလဲဘယ်လိုချိန်တွေရောက်ပြီဆိုရင်အရှုံးပိုင်းမလဲတမျိုးစနစ်တကျရှိတာကို trading strategy လို့ကျွန်တော်တို့ကခေါ်လို့ရပါတယ်နောက်တစ်စနစ်နဲ့ဆိုရင် trading plan ပေါ့နော်ကိုအယောင်းဝယ်လုံးမဲ့ပုံစံကိုကိုကစနစ်တကျပြင်ဆင်စီမံထားဖို့လိုပါတယ်အဲ့တော့ဒီရဲ့ trading plan မှာဆိုရင်ကျွန်တော်မှားခဲ့တယ်ဆိုရင်ကိုကဘယ်လိုမျိုးပြန်ပြီးတော့ပြင်ဆင်မလဲမြက်ခဲ့တယ်ဆိုရင်ရောဘယ်လိုမျိုးအမြက်အများကြီးတိုးအောင်လုပ်မလဲဒီအပိုင်းတွေကိုစနစ်တကျ plan ဆွဲပြီးတော့အယောင်းဝယ်လုပ်တဲ့ပုံစံဖြစ်ပါတယ်
နောက်တစ်ခုကတော့ကျွန်တော်တို့က emotional အပိုင်းကို management လုပ်နိုင်ဖို့လိုပါတယ်အဲ့တော့ကမ္ဘာရွှေအယောင်းဝယ်ကအပြင်ရွှေအယောင်းဝယ်နဲ့တော်တော်လေးကွာပါတယ်အယောင်းဝယ်အရှုံးမြတ်တွေကိုဖုန်းကနေတစ်ဆင့်တိုက်ရိုက်ကြည့်နေရတာဖြစ်တဲ့အခါကျတော့လောဘကြီးတာတွေမဆောင်မဲနဲ့အယောင်းဝယ်လုံးမိတာတွေခဏအယောင်းဝယ်ဝင်မိတာတွေဖြစ်တတ်ပါတယ်ဒီလိုမျိုးစိတ်အလိုလိုက်ပြီးတော့အယောင်းဝယ်လုံးမိတာတွေမဖြစ်အောင်ကိုယ့်ရဲ့ emotional ဘန်းကိုလည်းကောင်းကောင်းလေးပြင်ဆင်ထားဖို့လိုပါတယ်ဒီဘန်းတွေကိုတေချာလေ့လာပြီးတော့အတုံးချမယ်ဆိုရင်အရှုံးနည်းနည်းနဲ့အမျက်များရအောင်စနစ်တကျရောင်းဝယ်တက်လာမှာဖြစ်ပြီးတော့အကောင့်ပြတ်ဖို့အတွက်ခက်ခဲတော့မှာဖြစ်ပါတယ်တတိယအဆင့်ကတော့ကိုယ်တိုင်ကိုကြလေ့ကျင့်တဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ကိုရှိမှလေ့လာခဲ့တဲ့ရောင်းဝယ်နည်းစနစ်တွေဘယ်နားမှာဝယ်ရမလဲဘယ်နားမှာရောင်းရမလဲဘယ်အခြေအနေမှာဈေးတက်မလဲဘယ်အခြေအနေမှာဈေးကျမလဲဘယ်နားမှာအရှုံးပိုင်းမလဲဘယ်နားအမြတ်ပိုင်းမလဲအဲ့တော့ဒီရဲ့အဟာတွေကိုကျွန်တော်တကယ်ဈေးကွက်မှာကအလုပ်လုပ်ရဲ့လားမလုပ်ရဲ့လားကိုပြန်ပြီးတော့ချင့်ချိန်တဲ့အပိုင်းဖြစ်ပါတယ်အယောင်းဝယ်လေ့ကျင့်တဲ့အခါကျရင်လေကိုတက်မှတ်ထားခဲ့တဲ့ trading plan ပေါ့နော်ရောင်းဝယ်ရေး plan တိုင်းစနစ်တကျစီကံတကျအယောင်းဝယ်လုပ်နိုင်ဖို့တဖြည်းဖြည်းနဲ့လေ့ကျင့်ယူရမှာဖြစ်ပါတယ်လေ့ကျင့်ရောင်းဝယ်တဲ့အခါကျရင်လေကျွန်တော်ကတကယ်အကောင့်အစစ်ကိုမတုံးမဲနဲ့ဒီမိုအကောင့်လို့ခေါ်တဲ့လေ့ကျင့်ရောင်းဝယ်ရေးအကောင့်ကိုအချိန်ပေးပြီးတော့မှလေ့ကျင့်ပြင်ဆင်ဖို့ကိုကျွန်တော်တိုက်တွန်းပါတယ်ဒီလိုအစင်စင်တေချာမပြင်ဆင်မဲနဲ့ကဘာရွှေကိုအခြေခံဈေးအတက်ကြတိယုံနဲ့အယောင်းဝယ်ဝင်လုံးမယ်ဆိုရင်မလိုအပ်ဘဲနဲ့အများကြီးရှုံးတာတွေအကောင့်ပြတ်တိရှုံးတာတွေဖြစ်နိုင်တာမလို့ဒီအပိုင်းတွေကိုစနစ်တကျအချိန်ပေးပြီးတော့မှလေ့ကျင့်လေ့လာဖို့ကျွန်တော်ဒီဗီဒီယိုကနေပြီးတော့တိုက်တွန်းပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်